အားလုံးပဲမင်္ဂလာပါဗျဒီညနဲ့ကစားကြမဲ့စိတ်ဝင်စားစရာနိုင်ငံတကာခြေစမ်းပွဲစဉ်6ပွဲကိုကျွန်တော်စနစ်တကျရွေးချယ်ပြီး6ပေါ်6အောက်အမြင်တွေနဲ့အတူကြိုတင်သုံးသပ်ပေးထားပါတယ်ပထမပွဲကတော့20ခြေစမ်းပွဲဖြစ်တဲ့ဂျပန်က20နဲ့ယူကရိန်း20ပွဲစဉ်ဖြစ်ပါတယ်တက်ဆာနှစ်ပေါက်ကြီးအရာဂျပန်ရော20က1.9နဲ့အနည်းငယ်အလေးသာနေပါတယ်လူငယ်အသင်းချင်းဖြစ်ပြီးအာရှနဲ့ဥရောပထိပ်တိုက်တွေ့ဆုံမှုမှာနှစ်သင်းစလုံးတိုက်စစ်ဖွင့်ကစားဖို့များပါတယ်ဒါကြောင့်အပြန်လှန်ဂိုးတွေနဲ့ဂိုးပေါ်မဲ့ပွဲဖြစ်ပြီး2-1ရလဒ်နဲ့ဂျပန်တို့အနိုင်ရသွားနိုင်ပါတယ်ဒုတိယပွဲကတော့ဘီလာရုစ်20နဲ့ကာဇက်စတန်20ပွဲစဉ်ဖြစ်ပါတယ်ပေါက်ကြီးမှာဘီလာရုစ်က20က1.65နဲ့ပွဲကိုဥဆောင်ဖို့လေးတာနေပါတယ်ကာဇက်စတန်ရော20အနေနဲ့အဝေးကွင်းမှာရုန်းကန်ရမှာဖြစ်ပြီးဘီလာရုစ်ကပွဲကိုထိန်းကစားသွားဖို့များပါတယ်ဒါကြောင့်ဂိုးအများကြီးမထွက်ပဲ2စီးဆိုတဲ့ရလဒ်မျိုးနဲ့ဂိုးအောက်သွားဖို့ရာဂိုင်နှုန်းပိုများပါတယ်ဗျာတတိယပွဲကတော့နော်ဝေးက20နဲ့ဖင်လန်က20ပွဲစဉ်ဖြစ်ပါတယ်နော်ဝေးက20ကပေါက်ကြီး1.63နဲ့အိမ်ကွင်းမှာပိုပြီးအလေးတာနေပါတယ်စကင်ဒီနေဗီးယားဒါဘီပွဲပြီးအကျိတ်အနယ်ရှိမှာဖြစ်ပေမဲ့နော်ဝေးရဲ့လူငယ်တိုက်စစ်ကပိုပြီးထက်မြက်ပါတယ်ဒီပွဲကတော့ဂိုးတွေအများကြီးမြင်ရမယ့်ဂိုးပေါ်ပွဲစဉ်ဖြစ်ပြီးတလီဝမလောက်နဲ့နော်ဝေးတို့အပြတ်တက်နိုင်သွားနိုင်ပါတယ်စတုထပွဲကတော့နယ်သာလန်နဲ့ဥဇဘက်ကစ္စတန်ပွဲစဉ်ဖြစ်ပါတယ်နယ်သာလန်အသင်းရဲ့နိုင်ချေပေါက်ကြီးက1.24ပဲရှိတာမို့အပြတ်တက်အသာရနေပါတယ်ဥဇဘက်တို့ခံစစ်ပိတ်ဖို့ကြိုးစားမှာဖြစ်ပေမဲ့နယ်သာလန်ရဲ့ကမ္ဘာအဆင့်တိုက်စစ်ကိုတားဆီးဖို့ခက်ခဲပါလိမ့်မယ်ဒါကြောင့်တေချာပေါက်ဂိုးပေါ်မဲ့ပွဲဖြစ်ပြီးနယ်သာလန်ကပဲ3စီးလောက်နဲ့တက်တောင့်တက်တာနိုင်ပွဲယူသွားမှာပါပြင်စမပွဲကတော့အာဖရိကဇုံကနိုင်ဂျာနိုက်ဂရနဲ့မော်ရီတေးနီးယားမေရီတန်ယာပွဲစဉ်ဖြစ်ပါတယ်ပေါက်ကြီးမှာ3.39နဲ့2.656ဆိုတော့နှစ်သင်းစလုံးချီတူနီးပါပဲအာဖရိကခြေစမ်းပွဲတွေရဲ့တဘာဝအတိုင်းခံစစ်အသားပေးကြမ်းကြမ်းတမ်းကစားကြမှာမို့ဂိုးထွက်အရန်နေမဲ့ဂိုးအောက်ပွဲစဉ်ဖြစ်ပါတယ်ဖြစ်နိုင်ခြေရှိတဲ့ရလဒ်ကတော့1-1တရေရလဒ်ပါဗျာနောက်ဆုံးဆက်ထပ်မှပွဲကတော့ပြင်သစ် France နဲ့မြောက်အိုင်ယာလန် Northern Ireland ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲကတော့ပေါက်ကြီး1.5သာပေးထားတဲ့ပြင်သစ်အသင်းအတွက်အိမ်ကွင်းမှာဂိုးသွင်းလေးကျင်ကန်ဆင်းမဲ့ပွဲပါပဲမြောက်အိုင်ယာလန်ကပြင်သစ်ရဲ့တိုက်စစ်အရှိန်ကိုဘလို့မှတောက်ခံနိုင်မှာမဟုတ်ပါဘူးဒါကြောင့်တေချာပေါက်ဂိုးပေါ်မဲ့ပွဲဖြစ်ပြီးပြင်သစ်တို့ဖော်စားလောက်နဲ့ဂိုးပြတ်ချေမှုန်းသွားလိမ့်မယ်လို့သုံးသပ်ချင်ပါတယ်ဗျာဒါဆိုမိတ်ဆွေတို့ရဲ့အမြင်မှာကောဒီညပွဲတွေကဘယ်ပွဲကဂိုးအများဆုံးထွက်လာမယ်ထင်လဲခန့်မှန်းမှာရေးပေးခဲ့အောင်နော်ဗီဒီယိုကိုသဘောကျရင် like နဲ့ subscribe လုပ်ထားပေးပါအားလုံးပဲဒီညကန်ကောင်းကြပါစေဗျနောက်လေးရုံမှာပြန်တွေ့ကြမယ်